မင်္ဂလာပါတဲတို့ရေမောင်လီမယားလေးဆိုင်တဆိုင်ပြပဲမယ်ပေါ့နော်မောင်လီမယားပဲမှာရောင်းလဲဆိုလို့ရှိရင်အမှတ်3ကျောင်းရှိမှာပေါ့ကွယ်ကိုမောင်ဝင်းတို့အိမ်မှာရောင်းနေပါတယ်ဘယ်မှာရှိလဲအမှတ်3ကျောင်းကမသိဘူးဆိုလို့ရှိရင်မော့ကနင်ကြီးရွာရက်ကွက်နှစ်မှာရှိပါတယ်ရှင်လာပြီးတော့အပေးနိုင်ပါတယ်ရှင်ပြပေးမယ်ရှင်မော်လီမယားကနေတိုင်းရောင်းပါတယ်ရှင်3ခုကို900ပါနော်လာပြီးတော့အပေးပါလို့9000ပြည့်လို့ရှိရင်တဲ့အိမ်အထိလေးတော့ပို့ပေးပါတယ်ရှင်ရတာကတော့ထီမီကွိရှယ်နော်စာဖူးတူတိုင်းကြိုက်တဲ့မော်လီမယားပါဒီမော်လီမယားကျတော့နှစ်တိုင်းရောင်းတော့ပေါ့ကွယ်အရင်လဲစားကောင်းတယ်ကြိုက်လဲကြိုက်တယ်ကဲမိုးအေးဆိုလို့ရှိရင်တော့ဒီမောင်လေးမယားလေး1000ဘူးဝယ်လိုက်ပြီးဖုံးတစ်လုံးနဲ့အိမ်မှာနှက်နေအိမ်မလေးအဆင်ပြေနေရောကဲလာရအပေးနိုင်ပါတယ်